Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျောင်းရဲ့ fresh welcome ပွဲမှာတချင်းသွားဆိုဖို့အတွက် makeup ပြင်တာဖြစ်ပါတယ် makeup ကတော့ makeup Sora ရဲ့ညီမပါနော် makeup Dora နေပြီးတော့ပြင်ပေးတာဖြစ်ပါတယ်ဒါတော့တငယ်ချင်းတွေ makeup ပြင်တဲ့ဟာလေးကိုရိုက်ထည့်ထားဖြစ်ပါတယ်ဆိုတော့အားလုံးပြင်ဆင်ပြီးဆိုတော့ Novotel Match ကိုသွားမှာဖြစ်ပါတယ်ရှင်ဆိုတော့ပွဲကိုရောက်ပါပြီရှင်ကျောင်းရဲ့ managing director မှာရောနေပြီးတော့မိကုံးပြောရဖြစ်ပါတယ် fresher welcome ဆိုတော့ရေကင်းနေမိကင်းနေလမ်းလျှောက်နေဖြစ်ပါတယ်ဒီမမကတော့2025အတွက်Queen of the Years ပေါ့နော်ဒီမမကတော့ Soro Team ရဲ့မမဖြစ်ပါတယ်ရှင်ချိန်နေလို့စင်တယ်ဘုရားရှင်ကိုစားနေစားဒီကြာစီစနေကြတယ်လက်တော်ကခဏတည်းဒီစ
ဟုတ်တယ်ကပီဘာရာဘာလဲစီမနေမှာကပီဘာရာ gift ကို blind box လေးလိုချင်တာဒါပေမဲ့လက်ပတ်လေးရအောင်လေချစ်စရာလေးပါပဲပေါ့နော်ပျော်သွားတယ်ပေါ့နော်ချစ်စရာလေးဘသူပေးရလဲတော့မသိဘူးဒီနေရာကြတော့ best performance ဆုတွေ best dance ဆုတွေရကြတယ်ပေါ့နော်ကို voting ပေးထားတဲ့အမက Miss Fresher ရသွားတယ်ပေါ့နော်ပွဲလဲပြီးသွားပြီဆိုတော့အိမ်ပြန်ပါပြီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ ကောင်မလေးချောချောနဲ့တတ်တာလို့ပြန်လိုက်တာဖြစ်ပါတယ်ရှင်။အားလုံးပဲဘိုင်းဘိုင်းနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်နော်။အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်ရှင်။